အားလုံးမင်္ဂလာပါဒီ Day Master Sharing Program ကိုပြန်လည်ကြိုဆိုပါရစေဒီနေ့ကျွန်တော် holiday ဆိုတော့ဘောဘာဖြစ်မဲ့အကြောင်းအရာလေးပြဝေချင်ပါတယ်အဲ့ဒါကဘာလဲဆိုတော့နိုင်ငံတကာ brand တစ်ခုရဲ့ exchange and return policy လေးကြောင့်ပေါ့ဒီ exchange and return policy ကဒီ customer တယောက်အတွက်ဒီ brand ပေါ်မှာဘယ်လောက်ထိယုံကြည်မှု trust တွေမြင့်တက်သွားစေနိုင်လဲဆိုတာအရင်ရေးပါတဲ့အခန်းကဏ္ဍကရှိနေတယ်ဆိုတာလေးကိုကျွန်တော်ရဲ့ကိုယ်တွေ့လေးနဲ့ကျွန်တော်တိုင်းရှင်းပြောပြချင်ပါတယ်ကျွန်တော်အနာအမတွေကိုပြီးခဲ့တဲ့နေ့တွေကတော်တော်များများဝယ်ဖြစ်ခဲ့တယ်အုတ်ထုပ်လေးကိုပါဝင်ပေါ့အဲ့နဲ့ကျွန်တော်တနေ့ကုန်အုတ်ထုပ်လေးကိုစောင်းတယ်စောင်းပြီးတော့ကျွန်တော်စောင်းနေနဲ့တကယ်အဆင်မပြေလေးခံစားရတယ်အဲ့ဒီနောက်တစ်နေ့မှာကျွန်တော်အနာအမဝယ်ခဲ့တဲ့ဆိုင်ကိုသွားပြီးတော့လဲဖို့ကျွန်တော်လုပ်ဖို့စဉ်းစားတာပေါ့နော်အဲ့ဒီအခြေအနေမှာကျွန်တော်ရဲ့အုတ်ထုပ်မှာကျွန်တော်library လည်းမရှိတော့ဘူးကျွန်တော်ခွာလိုက်ပြီးတနေ့ကုန်လည်းကျွန်တော်စောင်းထားတာဖြစ်တဲ့အတွက်အုတ်ထုပ်ကနည်းနည်းလေးနွမ်းနေတဲ့ပုံလေးပေါက်တာပေါ့နော်အဲ့ဒါနဲ့ကျွန်တော်အဲ့ဆိုင်ရောက်သွားတယ်ကျွန်တော်ရှိမှအဲ့ဒီဝယ်ခဲ့တဲ့ကရှိတဲ့ဘောက်ချာကြီးလည်းကျွန်တော်မပါတော့ဘူးအဲ့ဒါရောက်သွားတဲ့အချိန်မှာကျွန်တော်ရဲ့အဆင်မပြေအုတ်ထုပ်နဲ့ပတ်သက်ပြီးအဆင်မပြေတဲ့အကြောင်းအရာလေးကျွန်တော်ပြောပြနေစဉ်အတွင်းမှာပဲသူကချက်ချင်းမဲ့ကျွန်တော်အုတ်ထုပ်ရဲ့ stock code ကသူရှိမှ legend store ရှိခါလေးစစ်ဆေးပြီးတော့ခဏလေးစောင့်ပြီးမှlegend store စစ်ပြီးရတယ်ချက်ချင်းလဲပေးပါမယ်ဆိုတာပြောတယ်ကျွန်တော်ဘက်ကနေလဲပါမယ်ဆိုတာကျွန်တော်မပြောသေးဘူးကျွန်တော်ရဲ့အဆင်မပြေတဲ့အကြောင်းအရာလေးပဲပြောနေပြီးမှပဲသူကချက်ချင်းမဲ့စစ်ပြီးတော့ပြင်လို့ရွှင်နေပဲကျွန်တော်လဲပေးမယ်ဆိုတဲ့ဟာကိုကျွန်တော်ချက်ချင်းပြောတယ်ကျွန်တော်ရမ်းအားသွားတယ်အဲ့ဒါနဲ့ထုံးစံတိုင်းပေါ့ကျွန်တော်မြန်မာပြည်မှာပစ္စည်းတစ်ခုလဲတယ်လို့ပဲဘောက်ချာတွေပါဖို့လူသလားlevel တွေရောကျွန်တော်မှမရှိတော့အဆင်ပြေပါမလားကျွန်တော်မေးလိုက်တော့ဒါတွေအားလုံးကမလိုအပ်ဘူးဆိုပြီးတော့သူကပြောတယ်ပြီးတော့ကျွန်တော်ရွှဲရွှဲရှူရှူပဲဒီအုတ်ထုပ်ကိုကျွန်တော်လဲပေးလိုက်တယ်ဒါဟာသူတို့ဒီ Anna Armour ရဲ့ HAS return policy လေးတစ်ခုအဲ့ဒီပုံမှာရှိနေတဲ့သူတို့ service သူတို့ product ပေါ်မှာသူတို့ brand ပေါ်မှာယုံကြည်မှုတိုးပွားစေနိုင်တဲ့လှုပ်ဆောင်မှုတွေတစ်ခုဒီလိုမျိုးလှုပ်ဆောင်မှုလေးတစ်ခုကြောင့်ကျွန်တော်ဒီ Anna Armour brand ပေါ်မှာယုံကြည်မှုပိုပြီးတိုးပွားစေတယ်ကျွန်တော်ပဲအခက်ခဲစိုးရိမ်ကြောက်ကြမှုလုံးဝမရှိတော့ဘူးကျွန်တော်အဆင်မပြေတဲ့အချိန်မှာလဲလေလို့ရတယ်စိတ်တိုင်းကလဲလေလို့ရတယ်ဆိုတော့ခံစားမှုလေးတစ်ခုဘက်ကပြီးဆွမ်းနိုင်တဲ့ဟာလေးဒါကျွန်တော်ကိုယ်တိုင်ကြုံတွေ့ကိုတွေ့ကြုံခဲ့ရတဲ့အရာလေးတစ်ခုပါဒါကြောင့်ကျွန်တော်တို့အတွက် brand တစ်ခုအောင်မြင်ဖို့ brand တစ်ခုပေါ်မှာ customer တွေ brand loyalty ရှိရေရှည်ရပ်တည်ဖို့ဖြစ်စေဖို့ဆိုတာဟာကျွန်တော်တို့ရဲ့ brand ရဲ့ဒီ exchange and return policy လေးတစ်ခုကလည်းအရေးပါတဲ့အခန်းကဏ္ဍတွေရှိနေတယ်ဆိုတာကိုကျွန်တော်အဓိကဒီမှာမျှဝေချင်ဖြစ်ပါတယ်ဆိုတော့ဒါကျွန်တော်ရဲ့ဒီနေ့ holiday နဲ့ပတ်သက်ပြီးပေါ့ပါလေးကျွန်တော်မျှဝေချင်ဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ် bye